ညနေတန်းခေါင်ရချိန်မှာဒန်နီယယ်နဲ့လူကတ်တို့ဟာမောင်မင်းရဲ့လမ်းမကြီးတစ်ခုပေါ်မှာကမ်းမောင်းလာခဲ့ကြပါတယ်လူကတ်ကရေတွေများကြီးတောက်ထားမိတာမို့စီးသွားချင်လာလို့ဒန်နီယယ်ကကားကိုလမ်းပေးချရက်ပေးခဲ့ရပါတယ်လူကတ်တယောက်ခြုံပုတ်တွေကြားထဲမှာအပေါ့ပါသွားနေတော့ကားဟွန်းတန်တောက်လျှောက်မိနေရဲ့အတန်ကိုကြားလိုက်ရပါတယ်ဟွန်းတန်ကမရက်မနာဆက်တိုက်မိနေတာကြောင့်လူကတ်လည်းကားစီကိုအပြေးလွှားပြန်လာခဲ့ပေမဲ့တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်စွန့်သွားခဲ့ရပါတယ်ကားတကားတွေအကုန်လုံးပွင့်နေပြီးဒန်နီယယ်ကတော့ဘယ်ရောက်လို့ရောက်မှန်းမသိတော့ပါဘူးသူကားနောက်ဖုန်းကိုပိတ်လိုက်တဲ့အချိန်မှာချစ်ရအချို့ကိုတတိပြုမိသွားပါတယ်အဲ့ဒီနောက်လူကတ်ကားထဲဝင်ပြီးဒန်နီယယ်စီဖုန်းခေါ်ဖို့စူးစမ်းပေမဲ့ဖုန်းကရှေ့ဒက်ဖို့ပေါ်မှာကြံခဲ့တာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့အတန်တစ်ခုကြားလိုက်ရတာကြောင့်သူပတ်ဝန်းကျင်ကိုဝေးဝေးကြည့်မိပါတယ်ဘာမှမတွေ့ရပေမဲ့သူတဖြည်းဖြည်းကြောက်လန့်လာတာမို့ကားတကားကိုပိတ်လိုက်တဲ့အခါကားရေဒီယိုကရုတ်တရက်ပွင့်လာပြီးသူ့ကိုလမ်းဖြတ်သွားစေခဲ့ပါတယ်လူကတ်ရေဒီယိုကိုအမြန်ပိတ်လိုက်ပေမဲ့နောက်ထပ်အတန်တွေထက်ကြားနေရတော့မှပဲအဲ့ဒီနောက်မှာတော့ဒန်နီယယ်တယောက်ကားရှိမှန်ပေါ်ကိုဝန်ခနဲ့ပြုတ်ကျလာပါတော့တယ်ဒန်နီယယ်ကကေဖို့အော်ဟစ်အကူအညီတောင်းပေမဲ့တစုံတစ်ခုရဲ့ဆွဲခေါ်သွားခြင်းကိုခံလိုက်ရပါတယ်နောက်ပြီးကားနောက်ဘက်မှာတစ်ခုခုပြုတ်ကျတန်ကြလို့လူကတ်ပြေးကြည့်တဲ့အခါဒန်နီယယ်ရဲ့ရုပ်လောင်းကိုမြေပြင်ပေါ်မှာတိတ်ဆုံးရက်သားတွေ့လိုက်ရပါတယ်သူအလွန်မင်းထိတ်လန့်သွားပြီးကားစီအပြေးလွှားပြန်လာချိန်မှာလမ်းဘေးမှာရက်နေတဲ့ရှိုးဝက်ဆန်ပြတဲ့လူတယောက်ကိုတတိပြုမိလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီလူကအစီတမိတ်အတွင်းမှာပဲပျောက်ကွယ်သွားခဲ့ပါတယ်လူကတ်ကားကိုအသေးတန်နှုတ်ပေမဲ့နှုတ်လို့မရပါဘူးအဲ့ဒီအချိန်မှာပဲအဲ့ဒီလူကကမ်းမှန်ပြတင်းပေါက်နားမှာရုတ်တရက်ထပ်ပေါ်လာတာကြောင့်သူအလန့်တကြားအော်ဟစ်မိပါတော့တယ်ကံကောင်းထောက်မစွာနဲ့ကားဆက်နိုးသွားပြီးလူကတ်လည်းထွက်ပြေးနိုင်သမျှအမြန်ဆုံးမောင်းပြေးခဲ့ပါတယ်မိနစ်နှင်းငယ်ကြာပြီးနောက်အဲ့ဒီလူကိုလမ်းဘေးမှာထပ်တွေ့ရပြန်တာကြောင့်သူကမိမိစိတ်အာရုံကပဲကစားနေတာနေမှာပါဆိုပြီးရင်မောမိပါသေးတယ်ဒါပေမဲ့သူဘလောက်ပဲဝေးဝေးမောင်းသွားပါစေအဲ့ဒီလူလမ်းဘေးမှာအချိန်ချင်းပြန်ပေါ်နေခဲ့ပါတယ်ညတွင်းချင်းမှာပဲအဲ့ဒီလူဟာတရေတပတ်မျက်နှာဆိုးကြီးနဲ့ကားရှိခံခီးတီထိုင်ကုန်ပေါ်မှာရုတ်တရက်ကိုထင်ပြက်လာပါတော့တယ်မြို့ပြမှာတော့တိုင်လာနဲ့မက်တီတို့ဆောင်တွဲဟာဘန်ကားလေးတစ်စီးနဲ့ဘဝတစ်ခုဆက်တင်ဖို့အတွက်သူတို့ရဲ့ပစ္စည်းတွေကိုတင်ဆေးလို့ပြီးစီးသွားခဲ့ပါပြီသူတို့မထွက်ခွာခင်မှာမက်တီကဖုန်းလိုင်းမိတဲ့နေရာတွေမှာတော့အရေးပေါ်ကူညီတောင်းခံနိုင်ပြီးသူတို့ရှိတဲ့နေရာကိုမျှဝေပေးနိုင်တဲ့ကြောက်တုဆက်တွေရေးကိရိယာလေးတစ်ခုကိုဖွင့်ထားလိုက်ပါတယ်တိုင်လာကတော့ခီးတော်တွေကိုစောင့်ရှောက်တဲ့အမတ်အသားဖြစ်သူတို့မိသားစုတလေထုံးစံအရဆင်ခရစ်စတိုဖာဆွဲပြားလေးကိုကမ်းမှန်မှာချိတ်ဆွဲထားလိုက်ပါတယ်6ပတ်ကြာမှာတော့သူတို့ဇနီးမောင်နှံဟာလက်ပတ်တဲ့ကမ်းခြေတစ်ခုမှာအပန်းဖြေနေကြပါတယ်တိုင်လာကရေဘူးစမ်းမှာဘုတ်ကင်လုပ်ထားတာရှိတာမို့စောစောထွက်ချင်နေပေမဲ့မက်တီကဘာဘီကျူးဆိုင်မှာအရင်ဝင်စားဖို့ဆွဲဆောင်ခဲ့ပါတယ်စိတ်မကောင်းစရာကတော့ဒီလိုချိန်ဆွဲမိတာကြောင့်သူတို့လမ်းမှာကားပိတ်မိပြီးရေဘူးစမ်းဘုတ်ကင်လည်းပြက်ပြားသွားခဲ့ရပါတယ်သူတို့မြို့ငယ်လေးတစ်မြို့ကိုရောက်ရှိချိန်မှာတော့ညနေနေပါပြီမက်တီကအိမ်ထဲကမိသားစုလေးကိုငေးကြည့်ရင်ဒါဟာသူမတကယ်လို့ရှိတဲ့ဘဝမျိုးလားဆိုတာတွေးတော့နေမိပါတယ်အဲ့ဒီအချိန်မှာပဲတိုင်လာကရှမ်ပိန်ပလင်းဖွင့်လိုက်တဲ့ဖောက်ခနဲ့အတန်ကြောင့်သူမလန့်သွားခဲ့ရပါတယ်တိုင်လာကကျန်းပြင်ပေါ်မှာပန်းပွင့်ဖက်လေးတွေဖြန်းမီးဆိုင်လေးတွေထုံးပြီးဆစ်ဆက်လက်ဆွလေးကိုထုတ်ပြလိုက်ပါတယ်တိုင်လာကမက်တီကိုလက်ထက်ခွင့်တောင်းခဲ့ပြီးတကယ်တော့သူဟာရေဘူးစမ်းမှာတောင်းဖို့အစီအစဉ်ရှိခဲ့တာဖြစ်ကြောင်းရှင်းပြပါတယ်မက်တီမဖြေရသေးခင်မှာပဲသူတို့ကားတကားကိုတစုံတယောက်ကလာခောက်ပါတယ်တိုင်လာပြတင်းပေါက်ကနေလမ်းကြည့်လိုက်တော့အိမ်နီးနားချင်းတယောက်ကတမီးနဲ့ထိုးပြီးလူနေရက်ွက်ထဲမှာအခုလိုစခန်းချတာခွင့်မပြုကြောင်းမထွက်သွားရင်ရဲခေါ်မှာဖြစ်ကြောင်းလာရောက်မောင်းထုတ်တာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲမက်တီကလက်ခံကြောင်းပြောလိုက်တာကြောင့်အိမ်နီးနားချင်းကစူပူဟစ်နေတဲ့ကြားတဲ့ကပဲတိုင်လာတယောက်ပျော်ရွှင်သွားခဲ့ရပါတယ်ပြီးနောက်သူတို့ဆောင်တွေလည်းဟိုတယ်တစ်ခုရှာဖို့သဘောတူပြီးထွက်ခွာလာခဲ့ကြပါတယ်မိနစ်နှင်းငယ်ကြာပြီးနောက်မှာတော့တိုင်လာကအိပ်ပျော်သွားပြီးမက်တီကလက်စွပ်လေးကိုကစားရင်းကမ်းမောင်းလာခဲ့ပါတယ်အလုံးမောင်မင်းနေတဲ့လမ်းပေါ်မှာကားတစ်စီးကသူတို့နောက်ကနေကမ်းမောင်းလာတာကိုသတိပြုမိသွားပါတယ်ဒီလိုအာယုံများသွားတာကြောင့်မက်တီလက်စွပ်လေးကိုလွတ်ချမိသွားပြီးကောက်ဖို့အတွက်မုန်းလိုက်တဲ့အချိန်လက်စွပ်လေးကဘူးလေးပြောင်းဝင်သွားပါတယ်သူမခေါင်းပြန်အောင်ကြည့်လိုက်တဲ့အခါတခြားကားတစ်စီးကသူတို့ဘင်ကားဘေးနားကလာပြီးဟုန်းတွေတရက်ဆက်တီးလို့လန့်သွားခဲ့ရပါတယ်အဲ့ဒါကတော့လူကက်အဖြစ်ပြီးသူကမက်တီတို့ကိုနောက်ပြန်လဲဖို့လက်ဝဲရမ်းပြီးသတိပေးနေတာပါမက်တီကသူ့ရဲ့သတိပေးချက်ကိုနားမလည်တာကြောင့်လူကတ်လည်းရှေ့ကိုပဲဆက်မောင်းသွားပါတော့တယ်တီဆူညံတန်တွေကြောင့်တိုင်လာနိုးလာပြီးတခြားကားကိုဂယူးမဆိုင်ဖို့မက်တီကိုပြောပါတယ်မိနစ်ပိုင်းကြာမှပဲရှေ့ကကားဟာတစ်ပင်တစ်ပင်ကိုဝင်တိုက်ပြီးမောင်းနေတာကိုသူတို့တွေ့လိုက်ရပါတယ်တိုင်လာကအရေးပေါ်ဖုန်းခေါ်နေတော့မက်တီကကားထဲကနေရုန်းကန်ထွက်ဖို့စူးစမ်းနေတဲ့လူကတ်ကိုတွားရောက်စစ်ဆေးပါတယ်လူကတ်ကကူညီဖို့တောင်းပန်နေတော့မှပဲကားလေးကိုပြန်လည်ဆွဲခေါ်ခြင်းခံလိုက်ရပြီးကားတကားကလည်းအလိုလျောက်ပေးသွားခဲ့ပါတယ်တိုင်လာကကားလေးကိုတမီးနဲ့ထိုးကြည့်တဲ့အခါလူကတ်တယောက်စတီယာရင်ပေါ်မှာတတိမိလဲနေတာကိုတွေ့ရပါတယ်အဲ့ဒီအချိန်မှာပဲကားရဲ့လေအိတ်ကရုတ်တရက်ပွင့်ထွက်လာပြီးလူကတ်ကိုနောက်ကိုတွန်းထုတ်လိုက်တဲ့အခါသူ့ရဲ့မျက်နှာတစ်ချမ်းလုံးဆုပ်ပြဲနေပြီးအသက်မရှိတော့တာကိုတွေ့လိုက်ရပါတယ်တစ်ချိန်တည်းမှာပဲမက်တီဟာတစ်ပင်တွေကြားထဲကအတန်တွေကိုကြားလိုက်ရပြီးကားနောက်ဖုံးပေါ်ကချစ်ရတွေကိုလည်းမြင်သွားပါတယ်အဲ့ဒီအချိန်မှာအဘဲအစောကရှိုးဝက်ဆန်ပြတဲ့လူဟာအနီးနားမှာပေါ်လာပြီးစက္ကန့်ပိုင်းကြာမှပြန်ပြောက်ကွယ်သွားခဲ့ပါတယ်မက်တီကတိုင်လာကိုပြောပြလို့တိုင်လာကတမီးနဲ့ထိုးကြည့်ပေမဲ့ဘာမှမတွေ့ရပါဘူးနောက်ဆုံးရဲတွေရောက်လာတဲ့အခါတိုင်လာကရဲတွေနဲ့စကားပြောနေပြီးမက်တီကတော့ဘင်ကားထဲမှာစောင့်နေပါတယ်သူမကားနောက်ခန်းထဲမှာအဲ့ဒီလူရဲ့တရှိမှုကိုခန်းစားမိလို့လှည့်ကြည့်လိုက်တဲ့အချိန်တိုင်လာကကားထဲဝင်လာပြီးမီးဖွင့်လိုက်တာကြောင့်ဘာမှမရှိတာကိုတွေ့ရပါတယ်နောက်ပိုင်းဟိုတယ်တစ်ခုမှာရောက်နေစဉ်မက်တီကကားရှိခင်မယာကမှတ်တမ်းတင်ထားတဲ့ဗီဒီယိုကိုသူမရဲ့ဖုန်းနဲ့ပြန်စစ်ဆေးကြည့်ပါတယ်ဒါပေမဲ့လူကတ်ရဲ့ကားနာကိုချင်းကပ်သွားတဲ့အပိုင်းမှာတော့ဗီဒီယိုဖိုင်ကပျက်စီးနေပါတယ်နောက်တစ်နေ့မနက်မှာသူတို့ဇနီးမောင်နှံခီးဆက်ဖို့ပြင်ဆင်တဲ့အခါသူတို့ရဲ့ဘန်ကားပေါ်မှာလည်းကုတ်ချရာကြီးတစ်ခုထင်ကျန်နေတာကိုတွေ့ပြီးလန့်သွားကြပါတယ်မက်တီကလူကတ်ရဲ့ကားပေါ်မှာတွေ့ခဲ့တဲ့ချစ်ရနဲ့အတူတူပဲဆိုတာမှတ်မိပေမဲ့တိုင်လာကတော့ဒါကိုမဟုတ်တရုပ်တွေဆိုပြီးပယ်ချခဲ့ပါတယ်အဲ့ဒီနောက်သူတို့ဟာနယ်လက်ဘန်ကားသမားတွေစုဝေးရနေရာကိုမောင်းနေလာခဲ့ကြပြီးတိုင်လာကတော့သူအကြိုက်ဆုံးဘန်ကားဒီဖက်ဘရိကေရာနဲ့တွေ့ရလို့စိတ်လှုပ်ရှားနေပါတယ်တစ်ချိန်တည်းမှာပဲမက်တီကဘန်ကားတွေကပန်းတီတွေအားလုံးတင်ကြတဲ့နဲ့မိဖို့သွားတာကိုသတိပြုမိပြီးလွန့်ပစ်လိုက်ပါတယ်တိုင်လာကသူတို့ရဲ့ဘန်ကားကိုလိုက်ပြတဲ့အခါအဲ့ဒီဖက်ဘရိကေရာကကုတ်ချရာကိုသတိပြုမိသွားတာကြောင့်သူတို့ဆောင်တွေလည်းမင်းညကဖြစ်ရက်ကိုပြောပြလိုက်ပါတယ်အဲ့ဒီလူကသူတို့ကိုဘေးကင်းအောင်နဲ့ရေချိုးလို့ရအောင်24နာရီဖွင့်တဲ့အားကစားရုံကားပါကင်တွေမှာပဲရပ်နာဖို့အကြံပေးပါတယ်အမျိုးသားတွေစကားပြောနေတော့မက်တီကလမ်းလျှောက်ထွက်လာရကနေဘာသာရေးလက်ကမ်းစာဆောင်တစ်ခုအကန့်ခံရပါတယ်သူမကအမိုက်ပုံငယ်လွန့်ပစ်ဖို့လုပ်ပေမဲ့လက်ကမ်းစာဆောင်ပေးတဲ့လူကစောင့်ကြည့်နေတာကြောင့်အိတ်ကထဲပဲထည့်ထားလိုက်ပါတယ်ကြီးညာတင်ပုံတစ်ခုပေါ်မှာတော့မက်တီဟာပျောက်ဆုံးနေသူတွေရဲ့ပိုစတာမြောက်များကိုသတိပြုမိသွားပါတယ်အဲ့ဒီပုံတွေထဲမှာဘိုက်ပေါ်မှာကုချရာတွေရှိတဲ့အရုပ်ပုံလေးတစ်ပုံလည်းပါဝင်နေပါတယ်အဲ့ဒီအချိန်မှာပဲလမ်းပေါ်မှာနေထိုင်လာတာနှစ်ပေါင်း20ကျော်ပြီဖြစ်တဲ့တိုင်ရန်ဆိုတဲ့အမျိုးသမီးကြီးကသူမနားကိုချင်းကပ်လာပါတယ်မက်တီကသူမအနေနဲ့ဒီလိုဘန်ကားနဲ့လက်လည်နေထိုင်တဲ့ဘဝမျိုးကိုအသားမကျသေးကြောင်းဒါပေမဲ့တိုင်လာကတော့တိတ်ပျော်နေကြောင်းဖွင့်ထားတဲ့အခါတိုင်ရန်ကဒါဟာသဘာဝကျပါတယ်လို့အားပေးပါတယ်မက်တီကမင်းညကဖြစ်ပျက်ခဲ့တာတွေကိုပြောပြလိုက်တဲ့အခါတိုင်ရန်တယောက်လမ်းဖြတ်သွားပြီး
မင်းတို့ကားရက်လိုက်မိသလားလို့မေးပါတယ်မက်တီရဲ့ကြောက်ရွံ့နေတဲ့မျက်နှာကပဲအဖြေဖြစ်သွားခဲ့ပါတယ်တန်ရန်ကမက်တီကို၆ကက်နေတဲ့လမ်းတွေကိုရှောင်ဖို့ညဘက်ကားမောင်းဖို့နဲ့တကယ်လို့မောင်းရရင်တော့ဘယ်တော့မှကားမရမိဖို့တတိပေးလိုက်ပါတယ်မက်တီကားစီပြန်ရောက်တဲ့အခါတိုင်လာကကိုချစ်ရာတွေကိုဖျက်ပစ်လိုက်တာကိုတွေ့ရပါတယ်အဲ့ဒီနောက်မှာသူတို့ဆောင်တွဲဟာဘင်ကားပါတီမှာပါဝင်ဆင်နွှဲကြပါတယ်တိုင်လာပျော်ပါနေတော့မက်တီကလူကြားထဲမှာအဲ့ဒီရှိုးဝက်ဆန်ပြတဲ့လူကိုမြင်လိုက်ရတယ်လို့ထင်မိပါတယ်တိုင်လာကတော့သူမကိုကပွဲတဲ့ခေါ်ပြီးအာယုံလေးပေးခဲ့ပါတယ်ပါတီပြီးမှာတော့သူတို့ဆောင်တွဲဟာဂျက်ခွတ်ပရိုကီရာရဲ့အကြံပေးချက်အတိုင်းကျန်တစ်ခုရဲ့ကားပါကင်ကိုတွားခဲ့ကြပါတယ်တိုင်လာခန်းလောက်ထက်နေခဲ့ပြီးမက်တီကတော့ရေချိုးပြီးကားစီပြန်လာခဲ့ပါတယ်အဖြူရောင်ကားတစ်စီးကလူနှစ်ယောက်ကသူမကိုစောင့်ကြည့်နေတာကြောင့်အာယုံများသွားပြီးမက်တီတယောက်ကုန်တင်ကားတစ်စီးတိုက်မိမလို့ဖြစ်ခဲ့ရပါတယ်ကံကောင်းလို့ရှောင်တိန်နိုင်ခဲ့ပြီးကားဖြူကြီးလည်းမောင်းထွက်သွားပါတယ်သူမဘင်ကားနာရောက်ခါနီးမှာအတန်တစ်ခုကြားလို့လက်ကြည့်ပေမဲ့ဘာမှမတွေ့ရပါဘူးကားစီပြန်လဲလိုက်တဲ့အခါကားကတနေရာကိုရွှေ့သွားသလိုဖြစ်နေပါတယ်ကားပါကင်ကမီးလုံးတွေတစ်ဖြက်ဖြက်ဖြစ်လာတာကြောင့်မက်တီကားစီကိုအပြေးလို့တွားခဲ့ပေမဲ့နောက်ကနေခြေတံတွေကြားနေရပါတယ်တခါထက်လက်ကြည့်ပေမဲ့ဘာမှမတွေ့ရပဲကားကပိုလို့တောင်ဝေးရာကိုရောက်သွားပြန်ပါတယ်ထိတ်လက်နေတဲ့မက်တီတယောက်ကားရောက်အောင်အစွမ်းကုန်မောင်းပြေးခဲ့ရပါတယ်ကားရောက်တော့ကားရှိခင်များကိုစစ်ဆေးကြည့်ပေမဲ့ပတ်ဝန်းကျင်မှာဘယ်သူမှမရှိတာကိုအတည်ပြုနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ဖုန်းစီကိုကားရှိခင်များဗီဒီယိုတစ်ခုမက်ဆေ့ချဝင်လာပါတယ်ဒီတစ်ခါဗီဒီယိုဖိုင်ကပြတ်မနေပဲလူကက်ရဲ့ကားထဲမှာရောက်နေတဲ့ရှိုးဝက်ဆန်ပြတဲ့လူကိုအထင်ရှားပြတနေ့ပါတယ်ရုတ်တရက်ဘင်ကားရဲ့အချက်ပေးတံတွေအော်ဟစ်လာတာကြောင့်မက်တီအမြန်ပေးလိုက်ရပါတယ်အဲ့ဒီနောက်မီးတွေတစ်ဖြက်ဖြက်ထပ်ဖြစ်လာလို့ကင်မရာမော်နီတာကိုထပ်စစ်တဲ့အခါစက်ခရင်ကမောင်းမေးသွားပါတယ်တကားပွင့်တန်ကြားလို့လက်ကြည့်ပေမဲ့ကားတကားကပိတ်ထားတော့မှာပဲမက်တီစက်ခရင်ကိုပြန်ပွင့်အောင်လက်နဲ့ပုတ်ကြည့်လိုက်တဲ့အခါကားပါကင်ထဲမှာရက်နေတဲ့အဲ့ဒီလူကိုတွေ့လိုက်ရပြီးစက်ခရင်ကပြန်မောင်းသွားပါတယ်ထပ်မံပုတ်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီလူရဲ့တရေတရက်မျက်နှာကြီးကတပလက်စက်ခရင်ပေါ်မှာရုတ်တရက်ပေါ်လာတာကြောင့်အောင်မက်တီတယောက်အော်ဟစ်မိပါတော့တဲ့ကားတစ်စီးလုံးတစ်ခုခုကတေးဆက်လာထူရိုက်နေတယ်လို့တုံခါလာပြီးထိတ်လန့်နေတဲ့မက်တီကကမ်းမန်ကာတွေကိုဖယ်ပြီးအပြင်ကိုကြည့်ပေမဲ့ဘာမှမတွေ့ရပါဘူးအဲ့ဒီနောက်သူမတိုင်လာစီအမြန်ပြန်လာဖို့စာပို့လိုက်ပါတယ်ကားနောက်ခန်းတကားပွင့်လာတာကြောင့်မက်တီခါဘက်ကိုအမြန်ပက်ပြီးကားဆက်နှုတ်ဖို့ကြိုးစားပေမဲ့နှုတ်လို့မရပါဘူးရုတ်တရက်တကားပြန်ပြီးသွားပြီးကားနောက်ခန်းထဲမှာအဲ့ဒီလူပေါ်လာပါတယ်မက်တီပြေးဖို့လုပ်ပေမဲ့ကားဘက်ကသူမရဲ့ရင်ဘက်ကိုတင်းကျပ်စွာတုံနှောင်ထားတာကြောင့်အောင်အသက်ရှူရခက်ခဲလာပါတယ်အဲ့ဒီလူကသူ့ရဲ့ကြောက်စရာကောင်းတဲ့လက်တွေနဲ့မက်တီရဲ့လေပင်ကိုဆက်တင်ညစ်တက်ပါတော့တယ်မန်ထဲမှာတော့မက်တီဟာသူ့ရဲ့ရိုးဆိုးဆိုးမျက်နှာကြီးကိုမြင်နေရပါတယ်သူမအဲ့ဒီလူကိုတိုက်ခိုက်ဖို့ကြိုးစားရင်တိုင်လာရဲ့ဆွဲပြားလေးကအဲ့ဒီလူကိုထိခိုက်နာကျင်စေတာကိုတွေ့လိုက်ရပါတယ်ဒါကြောင့်မက်တီကားထဲကနေရုံထွက်နိုင်ခဲ့ပြီးတိုင်လာနဲ့ပြန်ဆောင်တာဖြစ်ကြောင်းကုံစင်ကိုပြောပြလိုက်ပါတယ်တိုင်လာကားထဲကိုရှာဖွေနေတော့မက်တီကမြေပြင်ပေါ်မှာအနားသက်တွေလောင်ကျွမ်းနေတဲ့ဆွဲပြားအားလေးကိုကောက်ရခဲ့ပါတယ်တိုင်လာကတော့ဘသူ့ကိုမှမတွေ့ရှိသလိုကမ်းမလို့ရှာရင်ကင်မရာကမှတ်တမ်းမတင်တာကြောင့်မက်တီကတက်တေပြဖို့လမ်းပေါ်ကဗီဒီယိုဖိုင်ကိုပြလိုက်ပါတယ်ဒါပေမဲ့စိတ်မကောင်းစရာကအဲ့ဒီရှိုးဝက်ဆန်ပြတဲ့လူဟာလူကက်ရဲ့ကားထဲမှာမရှိတော့ပါဘူးနောက်တစ်နေ့မှာတော့ခီးစဉ်ကိုဆက်လက်လျှောက်လန်းခဲ့ပြီးသူတို့ဆောင်တွဲဟာအမတ်တရပစ္စည်းအယောင်းဆိုင်လေးတစ်ခုမှရန်နာခဲ့ပါတယ်မက်တီကအမေရိကတိတရေ6 $မကြီးများဆိုတဲ့စာအုပ်ကိုတွေ့ရှိခဲ့ပြီးခီးသွားတွေအချင်းချင်းတတိပေးဖို့အသုံးပြုတဲ့အိုးမဲ့အိမ်မဲ့တင်ကေတများအကြောင်းကိုသိရှိသွားခဲ့ပါတယ်အဲ့ဒီတင်ကေတတွေကကိုချစ်ရာဟာဒီနေရာမပေးခင်ပါလို့အတိတ်ပဲရပါတယ်သူတို့ဆိုင်ထဲကထွက်လာတဲ့အခါဘင်ကားပေါ်မှာအဲ့ဒီအမတ်သားကပြန်ပေါ်နေပြန်ပါတယ်နောက်ပိုင်းလမ်းပေါ်မှာမက်တီဟာဘိုင်းမှာကိုချစ်ရပါတယ်လူရုပ်တင်ကေတကိုစမ်းပုတ်ကြီးတစ်ခုပေါ်မှာတွေ့လိုက်ရပါတယ်အဲ့ဒီညမှာသူတို့ဆောင်တွဲဟာတောအုပ်ထဲမှာကားရနာခဲ့ပါတယ်မက်တီကအင်တာနက်ပေါ်မှာအဲ့ဒီတင်ကေတတွေအကြောင်းရှာဖွေကြည့်တဲ့အခါပျက်စီးနေတဲ့ကားပုံမြောက်များကိုတွေ့ရှိခဲ့ပါတယ်ဘိုင်းမှာကိုချစ်ရပါတယ်လူရုပ်တင်ကေတရဲ့စာသားအရအတိတ်ပဲကတော့မပေးခင်တော့လူလို့ဆိုလိုပေမဲ့လူများစုကတော့ခီးတီလို့ခေါ်ကြပါတယ်ကိုချစ်ရတုံးခုလေးကတော့ခီးတီဒီအနီးနားမှာရှိနေသည်လို့အတိတ်ပဲရပါတယ်အဲ့ဒီဥဆိုင်မှာခီးတီနဲ့ကြုံတွေ့ခဲ့ရသူတွေရဲ့ဖြစ်ရပ်တွေလည်းပါရှိပြီးသူကခီးသွားတွေကိုမရှိတာတွေကိုမြင်အောင်လုပ်ပြီးနှိမ့်ဆက်လေးရှိတယ်လို့ဆိုပါတယ်တိုင်လာကမက်တီစာဖတ်နေတာကိုဖြစ်ပြောပြီးပရိုဂျက်တာဆင်ထားတာကိုပြပါတယ်သူတို့ရုပ်ရှင်ကြည့်နေတော့တိုင်လာကသူ့ရဲ့အထက်လူကြီးကဖုံးဆက်ပြီးလက်စာပိုကောင်းတဲ့အဝေးရောက်လူအိုဖေးအလုပ်တစ်ခုကန့်လန့်ထားကြောင်းဖွင့်ပြောပါတယ်မက်တီကတော့ဒီချန်ညံကို10 မိနစ်တက်ပါဘူးတိုင်လာကမက်တီလက်စွပ်ဝတ်ထားတာကိုထောက်ပြတဲ့အခါမက်တီကသူမအနေနဲ့ဒီလိုဘန်ကားနဲ့လက်လည်နေထိုင်ရတဲ့ဘဝကိုမကြိုက်ကြောင်းနောက်ဆုံးမှဝန်ခံလိုက်ပါတယ်သူမဟာမိဘမဲ့ကေဟာတွေမှာကြီးပင်းခဲ့ရတာမို့အခုအချိန်မှာတည်ငြိမ်တဲ့ဘဝတဲ့ခုကိုပဲလိုချင်တာပါတိုင်လာကတော့မြို့ပြကိုပြန်သွားပြီးရုံးစားပွဲမှာအချင်းချက်ခံရမယ့်ဘဝကိုမုန်းတီးနေပါတယ်သူတို့အငင်းပွားနေတာကိုပရိုဂျက်တာကထူးဆန်းတဲ့အတန်မီလာတာကြောင့်ဖျက်တော့လိုက်တယ်လို့ဖြစ်သွားပြီးဆက်ချိုရင်းချက်လို့ထင်တာကြောင့်တိုင်လာကရုပ်ရှင်ကိုခစ်တရက်လိုက်ပါတယ်အဲ့ဒီနောက်မီးတွေငင်းသွားပြီးရုပ်ရှင်ကအလိုရောက်ပြန်ပွင့်လာပေမဲ့အခုနားမှာလိုက်ကနောက်ွယ်မှာလူတစ်ယောက်ရက်နေပါတယ်ကြောက်စရာကောင်းတဲ့မျက်နှာကြီးကလိုက်ကဆောက်ကိုတွန်းထွက်လာတာကြောင့်တိုင်လာကလိုက်ကကိုဆွဲချလိုက်ပေမဲ့ဘာမှမတွေ့ရပါဘူးတောအုပ်ထဲကအတန်တွေကြားရတာကြောင့်မက်တီကပရိုဂျက်တာမီကိုတမီလိုတုံးပြီးလိုက်ထိုးကြည့်ပါတယ်ပရိုဂျက်တာမီကအဲ့ဒီခီးဒီပေါ်ကျရောက်သွားတဲ့အခါသူကတရေတပတ်မျက်နှာကြီးနဲ့ဟင်းဟောက်လိုက်ပါတယ်သူတို့ဆောင်တွဲလဲဘင်ကားတွေကိုအပြေးလွှားဝင်ပြေးကြပြီးခီးဒီကကားကောင်မိုးကိုတရက်ဆက်ထွေးရိုက်နေတဲ့အတန်ကိုကြားနေရပါတယ်ကားတစ်စီလုံးမီးနဲ့နှင်းငယ်ကြအောင်တုံခါနေခဲ့ပြီးသူတို့ဇနီးမောင်နှံလည်းအတန်စိတ်ငြိမ်သွားတဲ့အထိဖတ်ထားခဲ့ကြပါတယ်သူတို့ထွက်ပြေးခြင်းပေမဲ့တိုင်လာကားတော့ရှာမတွေ့တာကြောင့်အပြင်မှာကြံခဲ့တာဖြစ်ရပါမယ်တိုင်လာတယောက်တို့တစ်ချောင်းကိုကင်ပြီးကားတော့ရှာဖို့အပြင်ထွက်ခဲ့ရင်ဘာမှရှာမတွေ့ပါဘူးအဲ့ဒီအချိန်မှာပဲတော့တွဲတန်ကြောက်ကြောက်ကြက်ကြက်ကြားရတာကြောင့်အတန်လာရတော့တဲ့ကိုလိုက်သွားတဲ့အခါတကိုင်းတစ်ခုမှချိတ်နေတဲ့တော့ကိုတွေ့လိုက်ရပါတယ်သူတော့ကိုလမ်းယူလိုက်တာနဲ့ခီးဒီကသူ့ပေါ်ကိုခုံလိုက်ပေမဲ့ချက်ချင်းပဲပျောက်ကွယ်သွားပြီးကြောက်ခဲချို့ကိုပဲတွေ့ရပါတော့တယ်မက်တီကသူ့ကိုလာခေါ်ပြီးနှစ်ယောက်သားကားစီအတူတူပြန်ပြေးခဲ့ကြပါတယ်အဲ့ဒီနောက်သူတို့ဆောင်တွဲဟာအနီးဆုံးမြို့ကစားတောက်ဆိုင်တစ်ခုမှာတွားရောက်ပေါင်းအောင်နေခဲ့ကြပါတယ်မက်တီကတိုင်လာကိုစားအုပ်ထဲကတင်ကေတတွေပြပြီးသူတို့လူကက်ကိုကူညီဖို့စ조사ကြတဲ့ကဒီခီးဒီကသူတို့နောက်ကိုလိုက်နေတာဖြစ်ကြောင်းရှင်းပြပါတယ်အမတ်သားကြောင့်တိုင်လာကကားကိုဆွန့်ပစ်ဖို့ဒါမှမဟုတ်မီးရှို့ပစ်ဖို့တွေးပေမဲ့မက်တီကတော့ခီးဒီကကားနဲ့မဟုတ်ပဲသူတို့ကိုယ်တိုင်နဲ့ဆက်နွယ်နေတာလို့ယူဆပါတယ်အဲ့ဒီနောက်မက်တီအိမ်သားထဲမှာမျက်နှာတင်နေတော့နေရန်ဘောကဆိုင်းဘုတ်တစ်ခုကနေစိတ်ကူးတဲ့ခုရရှိသွားပါတယ်သူမစားပွဲစီပြန်ပြေးလာပြီးတိုင်လာကိုတိုင်ရန်မှာအချက်လက်တွေပို့ရှိနိုင်တာမို့သူမကိုပြန်ရှာဖို့လိုအပ်ကြောင်းပြောပါတယ်တိုင်လာကချက်ချင်းထွက်ချင်ပေမဲ့မက်တီကတိုင်ရန်ကညဘက်ကမ်းမောင်းဖို့တတိပေးထားတာကြောင့်မနေ့အထိဆောင်ရမယ်လို့ပြောပါတယ်မနေ့ခင်းမှာသူတို့ဆောင်တွဲလမ်းပေါ်ပြန်ရောက်တဲ့အခါကားတိုက်မှုကြောင့်တိတ်ဆုံးသွားသူတယောက်ကိုအရေးပေါ်ဖွဲ့ကလာရောက်သိမ်းဆည်းနေတာကိုမြင်တွေ့ရပါတယ်နေဝင်ခါနီးချိန်မှာတော့သူတို့ဘန်ကားပြီးပေါက်သွားတာကြောင့်ရက်လိုက်ရပါတယ်တိုင်လာ
ပြီးလဲနေတော့မက်တီကကာကွယ်ရေးအတွက်တမီနဲ့ဆွဲပြားကိုကင်ပြီးစောင့်ပေးနေပါတယ်မကြခင်မှာပဲတိုင်လာကပြီးမှုလီထုတ်ရှင်တွေပြောင်းနေတာကိုတတိပြုမိပြီးကားအောက်ထဲရောက်နေတာကိုတွေ့လို့ငုံယူပါတယ်သူကားအောက်ထဲဝင်နေတော့မက်တီကကားတကားပွင့်လာပြီးလက်တစ်ဖက်ထွက်လာတာကိုမြင်လိုက်ရပါတယ်ရုတ်တရက်အဲ့ဒီလက်ကသူမရဲ့မျက်နှာကိုလမ်းကင်ပြီးဆွဲခေါ်သွားပါတယ်တိုင်လာဟာသူမရဲ့အော်ဟစ်တန်ကိုကြားလိုက်ရပြီးမြေပြင်ပေါ်မှာဆွဲခေါ်ခြင်းခံလိုက်ရတာကိုမြင်တွေ့လိုက်ရပါတယ်သူပြင်ထွက်ပြီးကူညီဖို့ကြာဦးစားတဲ့အခါကျက်စဖက်ကကားပင်တန်ကရွေ့သွားပြီးကားကတဖြည်းဖြည်းပြုတ်ကျလာပါတယ်တိုင်လာမြန်ထွက်ဖို့ကြိုးစားပေမဲ့မမီတော့ပဲကားကသူ့ခြေထောက်ပေါ်ပြုတ်ကျပြီးပြင်းထန်စွာဒဏ်ရာရရှိသွားပါတယ်တိုင်လာကအသေးအတန်ရုံထွက်နိုင်ခဲ့ပေမဲ့ဒဏ်ရာကပိုဆိုးသွားပါတယ်မြေပြင်ပေါ်ကဆွဲပြားကိုကောက်ပြီးတိုင်လာတယောက်ထိတ်လန့်ကြတဲ့ပြန်ကားကိုမောင်းထွက်ခဲ့ပါတယ်တစ်ချိန်တည်းမှာပဲမက်တီဟာကားမောက်တဲ့နေရာတစ်ခုအနီးမှာနိုးလာပါတယ်သူမရုပ်လောင်းတွေကိုတွားစစ်ဖို့လုပ်တဲ့အချိန်တိုင်လာရောက်လာပြီးသူမကိုတင်းကျပ်စွာဖတ်ထားပါတယ်မက်တီကတခုခုမှန်းရနေတာကိုခန်းစားမိလို့တွန်းထုတ်လိုက်တဲ့အခါတိုင်လာမဟုတ်ပဲခီးတီဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ခီးတီကလက်ကလေးလုံုံနဲ့မက်တီကိုဒူးထောက်ခိုင်းပြီးလက်တွေဖြန့်ခိုင်းလိုက်ပါတယ်သူမနှာခေါင်းကနေတွေးတွေစီးကျလာပြီးခီးတီရဲ့မျက်လုံးတွေတောက်ပလာချိန်မှာပဲတကယ်တမ်းတိုင်လာကားနဲ့ရောက်လာတာကြောင့်ခီးတီပျောက်ကွယ်သွားပါတယ်ကားကမက်တီကိုတိုက်မိလူနီးပါးဖြစ်သွားပေမဲ့တိုင်လာကအချိန်မီအချိန်တက်နိုင်ခဲ့ပါတယ်အဲ့ဒီနောက်သူတို့ဆောင်တွဲဟာဘန်ကားသမားတွေရဲ့ပွဲစီပြန်မောင်းလာပြီးတိုင်ရန်အကြောင်းလိုက်မေးပေမဲ့ဘယ်သူမှမသိကြပါဘူးနောက်ဆုံးမှာတော့တိုင်ရန်ကိုယ်တိုင်ကြားသွားပြီးထွက်လာခဲ့ပေမဲ့သူတို့ဖြစ်ပျက်နေတာတွေကိုပြောပြတဲ့အခါသူမထိတ်လန့်သွားပါတယ်သူမကအဲ့ဒီဆောင်တွဲကိုချက်ချင်းထွက်သွားဖို့ပြောပြီးလူအုပ်ကိုလည်းသူတို့ရဲ့ဘန်ကားတွေရဲ့ဝင်ပုံးဖို့တတိပေးလိုက်ပါတယ်တိုင်ရန်ကအဲ့ဒီခီးတီဆိုတာလက်မထက်မှာနာကျင်မှုတည်ဆုံမှုနဲ့ဆင်းရဲဒုက္ခတွေကိုငတ်မွတ်နေပြီးကားမောက်မှုတွေဖြစ်အောင်လှုပ်ဆောင်ရတာကိုပျော်မွေးတဲ့မိစ္ဆာဆုပ်တကောင်ဖြစ်ကြောင်းရှင်းပြပါတယ်သူတို့လူကတ်ကိုကူညီဖို့ရက်လိုက်မိလို့အမှတ်အသားပြုလုပ်ခြင်းခံလိုက်ရတာပါမက်တီကဆွဲပြားတဲ့ခီးတီကိုနာကျင်အောင်လုပ်နိုင်ခဲ့ကြောင်းပြောပြတဲ့အခါတိုင်ရန်ကယခင်ကအမှတ်အသားပြုခံရတဲ့ကုန်တင်ကားမောင်းသမားတယောက်ဆင့်ခရစ်စတိုဖာဖျားကျောင်းကိစေအေရှက်ခေလေပေဒရူမခုလုံခဲ့ဘူးတာကိုတတိယသွားပါတယ်အကယ်လေးဖျားကျောင်းကခီးတီရဲ့ဆွမ်းအားကိုအားနည်းစေနိုင်ရင်သူတို့သူ့ကိုတက်ပြစ်နိုင်ကောင်းပါရဲ့သူတို့စုံတွေကအဲ့ဒီနေရာကိုဘလို့သွားရမှမသိတာကြောင့်တိုင်ရန်ကညှင်းဆန်နေခဲ့ပြီးမှနောက်ဆုံးမှာတော့လမ်းပြဖို့သဘောတူလိုက်ပါတယ်ရုတ်တရက်လေးတွေပြင်းထန်စွာတိုက်ခတ်လာပြီးမြူနင်းထူကြီးဖုံးလွှမ်းသွားပါတယ်သူတို့စုံတွေပင်ကားတဲ့ပြန်ဝင်ဖို့ပြေးကြတော့လေပြင်းကြောင့်တကားပိတ်သွားပြီးမက်တီရဲ့လက်ကိုညှိမိကကျိုးလူနီးပါးဖြစ်သွားပါတယ်တိုင်ရန်ကသူတို့ဘေးမှာကားရက်ပြီးသူမနောက်ကိုလိုက်ဖို့ပြောပေမဲ့စိတ်မကောင်းစရာကတော့ခီးတီကတိုင်ရန်ရဲ့ခေါင်းကိုနောက်ကနေကင်ပြီးလေပင်ကိုဆွဲလဲတက်ပစ်လိုက်ပါတော့တယ်တိုင်လာနဲ့မက်တီတို့လည်းချက်ချင်းပဲမောင်းထွက်ခဲ့ကြပြီးတက်စီဆိုင်တစ်ခုရောက်တဲ့အထိမရက်မနာမောင်းခဲ့ကြပါတယ်တိုင်ရတွေကိုပတိစီပြီးနောက်သူတို့ရဲ့တခုလေးတော့ရွေးချယ်မှုကဒေကနာရတဲ့ကဖျားเจ้าကိုရှာဖို့ပဲဆိုတာသဘောတူလိုက်ကြပါတယ်မထွက်ခွာခင်မှာသူတို့စွမ်းရင်ဖြစ်ချိုရည်တွေနဲ့ဘာသာရေးဆွဲပြအမြောက်များကိုဝယ်ယူခဲ့ကြပါတယ်ခီးစဉ်တစ်လျှောက်မှာအဲ့ဒီဆွဲပြတွေကိုပင်ကားတစ်စီးလုံးမှာချိတ်ဆွဲထားလိုက်ပါတယ်တိုင်လာကဖုန်းနဲ့ဆင့်ခရစ်စတိုဖာအကြောင်းရှာဖွေကြည့်ရမှာခရစ်စတိုဖာဟာဘုန်းကြီးတစ်ပါးနဲ့အတူခီးသွားခဲ့ဘူးကြောင်းသိရပါတယ်ဒီနေ့မှာတော့ခရစ်စတိုဖာကသူ့ရဲ့အဖော်ဟာဘုန်းကြီးမဟုတ်ပဲရုပ်ဖြတ်ထားတဲ့မိစ္ဆာဖြစ်ကြောင်းရင်းမိသွားခဲ့ပါတယ်သူတို့စုံတွေကဒါဟာလောကရဲ့ဟန်ချက်ညီမှုအတွက်တင်ကားပြတစ်ခုရဲ့အချက်နှစ်ဖက်လိုပဲလို့ကောက်ချက်ချလိုက်ပါတယ်ခရစ်စတိုဖာကခီးသွားတွေကိုကာကွယ်ပြီးခီးတီကတော့တိုက်ခိုက်တာဖြစ်ပါတယ်ခီးတော်ကြာမောင်းပြီးနောက်မက်တီတယောက်ငိုက်လာပါတယ်သူမမျက်စိကိုခမ်းမိတ်ပြီးပြန်ဖွင့်လိုက်တဲ့အခါညက်ချင်းဖြစ်နေပါပြီကားကလမ်းချုံလို့ဖြစ်သွားပေမဲ့အချိန်မီပြန်ထိနိုင်ခဲ့ပါတယ်တိုင်လာကလည်းဘလို့ကြောင့်ညက်ဖြစ်သွားမှမသိတာကြောင့်နောက်ပြန်လှည့်ချင်နေပြီးမက်တီကကားကိုလှည့်လိုက်ပါတယ်မိနစ်ပိုင်းကြာမှတော့သူတို့ကားစီတိတ်မကြံတော့တာကိုတတိပြုမိသွားပါတယ်လမ်းဘေးကဆိုင်းဘုတ်တစ်ခုကိုဖျက်သွားမှမက်တီကတင်ကေတာတစ်ခုကိုမြင်တာကြောင့်ကားရက်လိုက်ပါတယ်အဲ့ဒါကဒီလမ်းအတိုင်းအသွားပါလို့အတိတ်ပဲရတာမို့တင်ကေတာတွေကိုယုံကြည်ရမယ်ဆိုတာကိုတတိယပြီးမက်တီကမြတ်ပြတ်ထားတဲ့လမ်းတိုင်းလမ်းပြင်ပတေကနာရတဲ့ကိုမောင်းဝင်ခဲ့ပါတယ်မောင်မင်းနေတဲ့လမ်းထဲကိုမောင်းဝင်လာစဉ်ကားရီဒီယိုကအလိုလျောက်ပွင့်လာပြီးဓမ္မစရာတယောက်ငရဲ့အကြောင်းဟောပြောနေတာကိုကြားရပါတယ်တိုင်လာကပြေးလို့မရတာကြောင့်ရီဒီယိုကိုထုခွဲပစ်လိုက်ရပါတယ်နောက်ဆုံးမှာတော့သူတို့အဲ့ဒီတင်ကေတာတိုင်းနောက်ထပ်ဆိုင်းဘုတ်တစ်ခုကိုတွေ့ပြီးညှိပြတ်ထားတဲ့ဘက်ကိုကွေ့လိုက်ပါတယ်ခဏကြာမှတော့စွန့်ပစ်ထားတဲ့ကားတွေအများကြီးရှိတဲ့နေရာကိုရောက်ရှိသွားပါတယ်တိုင်လာကလမ်းပြဖို့တမိကင်ပြီးအပြင်ကိုအရင်ထွက်သွားပေမဲ့သူရုတ်တရက်တောင်းကြီးဖြစ်သွားတာကိုမှတ်ဒီမြင်လိုက်ရလို့စိတ်ပူသွားပါတယ်သူမသူ့နားကိုပြေးသွားတဲ့အခါမြေပြင်ပေါ်မှာရာနဲ့ချီတဲ့ရုပ်လောင်းတွေရှိနေပြီးအဝေးမှာတော့ဖျားเจ้าကြီးရှိနေတာကိုတွေ့လိုက်ရပါတယ်တိုင်လာကဒီလောင်းတွေကအစ်မဟုတ်ပဲခီးတီကသူတို့ကိုအရှိန်လျှော့အောင်လုပ်ထားတာလို့ယူဆတာကြောင့်သူတို့စုံတွေကားလေးပြန်ဝင်ပြီးဆက်မောင်းခဲ့ပါတယ်ကားကအလောင်းတွေပေါ်ကနေဖြတ်မောင်းသွားတဲ့အတွက်မက်တီတယောက်ငိုကြွေးနေမိပါတယ်ရုတ်တရက်ဘန်ကားနောက်ဖုံးပွင့်သွားပြီးဆွဲပြားတွေအားလုံးကွင်းပြန်လဲကခီးတီစီကိုလွင့်ပြန်သွားပါတယ်တိုင်လာကတကားကိုအမြန်ပေးလိုက်ပေမဲ့လှည့်ကြည့်လိုက်တဲ့အခါခီးတီကကားထဲရောက်နေပါပြီမိစ္ဆာကတိုင်လာကိုလဲချအောင်လုပ်ပြီးတုံးနဲ့တိုက်ခိုက်ဖို့ကြိုးစားတာကိုအလွယ်တကူလက်နဲ့ဖြုတ်ပစ်လိုက်ပါတယ်တိုင်လာကားထဲမှာအချိန်ချင်းပြစ်ပေါက်ခံရပြီးနောက်သူ့လေပင်ကဆွဲပြားကိုချုပ်ပြီးတုံးဖို့လုပ်ပေမဲ့ခီးတီကသူ့လက်မောင်းကိုချုပ်ပစ်လိုက်ပါတယ်တိုင်လာကမက်တီကိုဖျားเจ้าစီရောက်အောင်မောင်းအဖို့အော်ပြောပြီးနောက်ကားထဲကနေအပြင်ကိုပစ်ချခြင်းခံလိုက်ရပါတယ်အဲ့ဒီနောက်ခီးတီကမက်တီစီကိုလာတာကြောင့်မက်တီလည်းအစွမ်းကုန်အမြန်ဆုံးမောင်းခဲ့ပါတယ်သူမကိုလမ်းကန်နီးမှာမက်တီကားကိုဘရိတ်အုပ်လိုက်တာကြောင့်ခီးတီကားရှိမှန်ကိုဖောက်ပြီးလွင့်ထွက်သွားပါတယ်မက်တီကသူ့ကိုကားနဲ့ချက်ချင်းတိုက်ပစ်လိုက်ပြီးသူကကားခေါင်မိုးပေါ်ကပ်ပါလာတော့မှပဲဖျားเจ้าရဲ့ကိုကားနဲ့တိုင်မောင်းဝင်လိုက်ပါတော့တယ်နိုင်ရန်ချိုးပျက်စီးသွားပြီးနောက်သူမကခီးတီကိုဆင့်ခရစ်စတိုဖာရုပ်တုကြီးနဲ့ညှက်ပစ်လိုက်တာကြောင့်သူနာကျင်စွာအော်ဟစ်ပါတော့တယ်ဒါပေမဲ့ခီးတီကလှုပ်ရှားနိုင်တော့မဲ့ဖြစ်ပြီးသူမစီလာဖို့ကားခေါင်မိုးပေါ်သွားလာပြန်ပါတယ်မက်တီကရုပ်တုကိုပြိုကျသွားအောင်ကားနဲ့ထပ်တိုက်လိုက်ပါတယ်အဲ့ဒီနောက်သူမခီးတီကိုတွန်းထုတ်လိုက်တဲ့အခါသူဟာဆင့်ခရစ်စတိုဖာရဲ့တုတ်ကောက်ချုံကြီးနဲ့စိုက်ဝင်ဒေးလက်စ်သွားပါတော့တယ်မိစ္ဆာကြီးကသူ့ခန္ဓာကိုပျက်စီးသွားချိန်မှာနာကျင်စွာဟင်းဟောက်ပြီးရုတ်တရက်ပောက်ကွဲထွက်သွားကဖျားเจ้าတစ်ခုလုံးကိုမီးဆွဲလောင်စေခဲ့ပါတယ်ဘန်ကားကတက်စီကုန်သွားတာမို့မက်တီကားတွေကထွက်လာပြီးပြိုကျပျက်စီးနေတဲ့အပိုင်းစားတွေကိုရှောင်ကွင်းခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲတိုင်လာကသူမကိုရှာတွေ့သွားပြီးနှစ်ယောက်သားပြင်ကိုပြေးထွက်ခဲ့ကြပါတယ်အဲ့ဒီနောက်သူတို့စုံတွဲဟာမြေပြင်ပေါ်မှာထိုင်ရင်းဖျားเจ้าကြီးမီးလောင်နေတာကိုမြင်ကြည့်နေခဲ့ကြပါတယ်တိုင်လာကသူတို့မှာအရာအလုံးဆုံးရှုံးသွားပြီလို့တွေးနေပေမဲ့မက်တီလက်ထဲမှာစစ်ဆက်လက်ဆွတ်လေးရှိနေတော့မှပဲတိုင်လာကလက်ဆွတ်လေးကိုသူမရဲ့လက်ထက်မှာဆွတ်ပေးလိုက်ပြီးသူတို့နှစ်ဦးနှမ်းရှုပ်နေကြတော့အဝေးကနေအရေးပေါ်ကဥပဒေတွေကိုကြားလိုက်ရပါတယ်တကယ်တော့တိုင်လာကမက်တီရဲ့ကြောက်တုဆက်သွယ်ရေးကိရိယာကိုတုံးပြီးအကူအညီတောင်းထားခဲ့တာဖြစ်ပါတယ်သူကသူမကိုအခုဆိုရင်မြို့ပြကိုပြန်ပြီးတည်ငြိမ်တဲ့ဘဝတစ်ခုကိုဖျက်ဆီးဖို့အစဉ်သင့်ဖြစ်ပြီးဖြစ်ကြောင်းပြောကြားရင်းဇလန်လေးပြီးဆုံးသွားပါတော့တယ်